ဆိုပြီးတော့ကိုယ့်ဘာကိုခေါင်းစဉ်တက်ပြီးတော့ကိုးကွယ်နေတာဒီရင်ငယ်ပိုင်းဥရှင်ကြီးတို့မန္တလေးတို့နော်ခုနကနန်ကလိုင်းမဲတော်တို့စတဲ့ဒီဥစ္စာတွေကသူ့ရဲ့အထုပ်ပတ္တိကိုဇလန်းကိုဦးဇင်းတို့တရားဓမ္မတွေမလေ့လာကြည့်လို့ကိုးတာကိုးကွယ်နေကြတယ်သူတို့ဒီဘလို့နှက်ဖြစ်နေတာလဲဘာကုသိုလ်တွေလုပ်ခဲ့တယ်လဲကြည့်ဘာကုသိုလ်မှမရှိတာနော်မူးယူပြီးတော့သေတဲ့လူကသေလှိမောက်ပြီးသေတဲ့လူကသေသူတို့မှာကုသိုလ်ကံမရှိဘူးဒီတိုင်းသေသွားတာပဲဒါကိုလူတွေကကိုယ့်ဘာကိုခေါင်းစဉ်တက်လိုက်တယ်ဥချင်းကြီးနဲ့တို့နန်ကလိုင်းမဲတော်တို့မနဲလေးတို့စသည်ဖြင့်နတ်ခေါင်းစဉ်တက်လိုက်တာပဲဒါမြန်မာတွေကတက်တက်ကိုယ့်ဘာကိုစိတ်ကူးရင်ပြီးတော့နတ်ခေါင်းစဉ်တက်ပြီးတော့ကိုးကွယ်တာနတ်စင်းထဲမှာမပါပါဘူးဒီလူတွေကငရဲကြခြင်းလဲကြနေမယ်ပိတ်တာဖြစ်ခြင်းလဲဖြစ်နေပါပဲနော်အဲ့တော့သူတို့ဟာနတ်ဖြစ်ဖို့အခွင့်အလမ်းတော်တော်လေးနည်းပါတယ်နတ်ဖြစ်မှာမဟုတ်ပါဘူးအဲကြောင့်ဦးဇင်းတို့ကျွတ်မေးတာပေါ့အရှင်ဘုရားမြန်မာနိုင်ငံမှာနဂနာပွဲတွေကျင်းပရင်တကယ်ဝင်တယ်ဗျတောင်ပြုံးပွဲတို့ဘာလို့နော်မန္တလေးမှာတောင်ပြုံးပွဲဆိုတာရှိတယ်တောင်ပြုံးပွဲလုပ်ပြီဆိုလို့ရှိရင်ဝင်ပူးကြတဲ့နတ်မျိုးစုံစဉ်းစားကြည့်တယ်အရက်တွေမူးယူပြီးတော့ကြောက်စရာကောင်းတော့ခုံပေါက်နေတဲ့ဥစ္စာဘယ်လိုနတ်ကောင်းနတ်မြတ်တွေဖြစ်မှာလဲမဖြစ်နိုင်ဘူးလေနော်ဒါဦးဇင်းကတော့မှတ်ချက်ပေးတယ်ဒါဟာတော့နတ်လုံးဝမဟုတ်နိုင်ဘူးစားရမယ်တောက်ရမယ်ဘေးနားမှာရှိတဲ့ပိတ်တာတွေသစေတရေတွေဝင်ပူးတာပဲဖြစ်မယ်လို့စဉ်းစားကြည့်လေတနိုင်ငံလုံးမှာနဂနာပွဲတွေကျင်းပါတယ်ဟိုမှာလည်းဥချင်းချင်းဝင်ပူးတယ်ဒီမှာလည်းဥချင်းချင်းဝင်ပူးတယ်တနေရာထဲမှာနှစ်ခါဘယ်လိုလုပ်ဝင်ပူးနိုင်ပါလဲတနေရာထဲမှာဒီနေရာမျိုးစုံထဲမှာတစ်ချိန်တည်းဘယ်လိုလုပ်ဝင်ပူးနိုင်ပါလဲတနိုင်ငံလုံးမှာကျင်းပနေတာလေတပြိုင်တည်းဘယ်လိုလုပ်ဝင်ပူးနိုင်ပါလဲနော်ဒါကြောင့်ဦးဇင်းတို့စဉ်းစားဖို့ပြောပြတာဒါကြောင့်ဦးဇင်းတို့မြင်တာကနတ်တွေလုံးဝမဟုတ်ပါဘူးပိတ်တာလို့သာမြင်ပါတယ်ဒါပိတ်တာတင်ပို့လို့ပဲစားစရာမရှိလို့ဝင်ပူးပြီးတော့တောင်းစားနေတာလေဝင်ပူးပြီးတောင်းစားနေတာဒီလိုဝင်ပူးပြီးတောင်းစားမှသူတို့ကစားရတာပိတ်တာဆိုတာကကိုယ်ပိုင်စားစရာမရှိဘူးသူများကျွေးမှစားရတာဒါကြောင့်ဦးဇင်းတို့မြန်မာနိုင်ငံမှာ38မင်းလို့နတ်အနေနဲ့ယုံကြည်နေတဲ့ဥစ္စာတွေကဦးဇင်းတို့ကနတ်လို့မမြင်ဘူးဒါပိတ်တာလို့ပဲမြင်တယ်စားစရာမရှိလို့ဝင်ပူးတောင်းစားနေတဲ့ပိတ်တာလေးလို့ပဲမြင်ပါတယ်နော်အဲ့တော့ဘယ်ပိတ်တာမျိုးစားလဲတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဦးဇင်းဒါပိတ်တာမှန်သမျှကတော့စားစရာမရှိတဲ့ဆင်းရဲတဲ့ပိတ်တာတွေသာဖြစ်ပါတယ်နော်အဲကြောင့်ပိတ်တာမှာတော့ဦးဇင်းတို့ခေါင်းစဉ်တက်စရာမလိုတော့ဘူးပေါ့နော်ပိတ်တာလို့ပဲခေါင်းစဉ်တက်ရင်လုံးတော့ပါပြီနော်အဲကြောင့်ဦးဇင်းတို့38မင်းကိုဦးဇင်းတို့ကနတ်လို့မထင်ပါဘူးပိတ်တာလို့ပဲဒီလိုပဲမြင်ပါတယ်နော်ဟုတ်